မင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Grade 10 English Unit 10က Double Comparative Pattern ကိုအတူတူလေ့လာကြည့်ကြအောင်ဒီ Double Comparative တွေကိုရေးတဲ့အခါမှာ Verb to be တွေကိုဘယ်အချိန်မှာပြန်မြင်ရတာလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းဆွေးနွေးကြပါမယ်ကျွန်တော်ရဲ့ channel လေးကနေ Grade 10 11 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြင်ပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးဖို့ဥစွာတောင်းဆိုပါရစေနောက်ဆိုရင် Double Comparative ကိုတွားကြရအောင်The more the less the more the less ပေါ့ဗျာကျွန်တော်ကဒါကိုရှေ့လွန်းလို့ double comparative လို့ပဲအလွယ်ခေါ်ပါတယ် Okay when do we use it ဘယ်ခါမှာသုံးလဲ This structure is used to say how one thing changes in relation to another ဒီပုံစံကိုတဲ့ကျွန်တော်တို့ဒီတစ်ခုခုကဒီနောက်အခြားတစ်ခုနဲ့ဆက်ဆက်ပြီးတော့မှပြောင်းလဲသွားပုံကိုပြောချင်ရင်သုံးတာပါတဲ့ example လေးကိုကြည့်ရအောင် The more active you are the more food you need မင်းပို့ပြီးတော့မှလှုပ်ရှားလှုပ်လေအစားပိုလေပဲပို့ပြီးတော့မှအစားလိုလေပဲအစားတော့ပိုလိုလေပဲပေါ့ဗျာအဲ့တော့ဒီအကြောင်းကြောင့်မို့ဒီအကျိုးဖြစ်တာသူကတစ်ဖက်ကပြောင်းလဲရင်တစ်ဖက်ကလည်းပြောင်းလဲမယ်ဒီလိုဆက်ဆက်ပြီးတော့မှပြောင်းလဲခြင်းကိုဖော်ပြခြင်းရင်သုံးတာပါတဲ့တစ်ဖက်ကအကြောင်းကြောင့်တစ်ဖက်ကအကျိုးအကြောင်းပုဂ္ဂိုလ်အရင်ရေးရတယ်ပေါ့နော်ဒီအကြောင်းကိုကျွန်တော်နောက် example မှာပြပြမယ်နောက်တစ်ခုကြည့်ကြအောင်ဆို The subject and the verb or the second clause or both clauses may be omitted if their meaning is obvious ဒီ second clause ဒုတိယ clause က subject နဲ့ verb ဒါမှမဟုတ်ဒီ both clauses ဒီ clause နှစ်ခုလုံးက subject နဲ့ verb ကိုသူ့ရဲ့အဓိပ္ပာယ်က obvious ထင်ရှားနေတဲ့ဆိုရင် subject ရဲ့ verb ရဲ့နှစ်ခုလုံးကိုဖြုတ်ထားခဲ့လို့ရတယ်တဲ့ example the more the merrier များလေပြောစရာကောင်းလေဘာများရင်ပြောစရာကောင်းတာလဲဆိုတော့ if there are more people the occasion will be merrier ဒါကကျွန်တော်တို့maybe ကျွန်တော်တို့ကဒီအခမ်းအနားတစ်ခုခုနဲ့ပတ်သက်ပြီးတော့မှပြောနေတယ်ဆိုပါစို့ဗျာအဲ့ဒါဆိုကျွန်တော်တို့က the more the merrier လို့ပြောလိုက်ရင်များလေပြောစရာကောင်းလေပဲဆိုတာလေလူများလေပြောစရာကောင်းလေလို့ပြောတာအဲ့တော့ပတ်စံဘလောက်လိုချင်လဲတော့များလေကောင်းလေပဲပေါ့ the more the better okay ကျွန်တော်တို့အိမ်စာတွေဘယ်နဲ့ထပ်ရမှာလဲ the sooner the better များလေကောင်းလေပဲ okay ဒီလိုမျိုးပုံစံကိုပြောတာပေါ့ဗျာ subject verb တွေမပါဘဲနဲ့လည်းပြောလို့ရပါတယ်တဲ့သူ့ရဲ့ pattern လေးကိုကြည့်ရအောင် the more the less subject verb comma the more the less subject verb ကျွန်တော်တို့ d2 လို့ပဲဆိုပါစို့ဗျာ degree 2နဲ့ပဲရေးရမှာအဲ့တော့ဒါ more less ဆိုတာက adjective degree 2ပေါ့သူ့ရဲ့နောက်မှာကက်လက်ရဲ့ subject verb လိုက်တယ်ကက်လက်ရဲ့ subject verb လိုက်တယ်ပြီးတော့မှကြံရှိနေတဲ့ sentence ဒီ sentence အပိုင်းကို subject verb အနောက်မှာကတ်ရေးရမှာ subject verb အနောက်မှာကတ်ရေးရမှာဖြစ်တယ်အဲ့တော့ d2 ရေးပြရနဲ့ subject verb တေရှိတယ်နဲ့စရမယ်နော်ပြီးတော့မှ d2 ပြီးတော့မှ subject verb the more the less လို့မှတ်ထားတာအကုန်လုံးကို the more the less နဲ့ပဲရေးရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီ example ကိုလေ့လာကြည့်ရင်ဒါသိပါလိမ့်မယ်ခင်ဗျ okay မမေ့ရမှာဒီခေါ်မှာပါပဲ okay ဒါဆိုရင်ကျွန်တော်တို့ example စနစ်လေးကိုကြည့်ရအောင်ဒီ example လေးတွေကတော့တိတ်ဆင်းမှမပါပါဘူးကျွန်တော်အပြင်ဘက်ကယူထားတာပါ you get much you want much မင်းလိုလေပို့ပြီးလိုလေ sorry ပို့ပြီးရလေပို့ပြီးလိုချင်တယ်လေရလေလို့လေ OTC ပေါ့ဗျာ okay အဲ့တော့ကျွန်တော်တို့က adjective ကိုရှာလိုက်မယ် much adjective သူ့ရဲ့ဒီတူးတဲ့က more ဒီမှာလဲ more အဲ့တော့ဘယ်လိုရေးမလဲ the more subject verb ဆိုတော့ you get the more you get the more you want ဒါပါပဲ okay မင်းရလေပို့ရလိုလေ okay နောက်တစ်ခု you want much you get little much ရဲ့ d2 က more little ရဲ့ d2 က less အဲ့တော့ subject verb you want you get နောက်မှာရေးမှာပေါ့ the more you want the less you get မင်းပို့ပြီးလိုချင်တယ်လေအရာနဲလေနော်အလူကြီးအရာနဲပေါ့ဗျာ the sun gets higher and the days get hotter စကားစစ်တွေဖြုတ်ပြရမယ်အဲ့တော့ higher ဆိုတာ d2 hotter ဆိုတာ d2 အဲ့တော့တေရှိတဲ့နဲ့ရေးရမယ် d2 နဲ့ the higher the sun gets the hotter the day gets the higher d2 ရဲ့နောက်မှာ subject verb the hotter d2 ရဲ့နောက်မှာ subject verb gets ကိုခွင့်ခထားတာဒီ gets ကိုဖြုတ်လို့ရပါတယ်ဘာကြောင့်လဲဆိုတော့ gets ကဒီနေရာမှာကျွန်တော်တို့ကရသည်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူး but to be is ဆိုရဲ့အဓိပ္ပာယ်ကြောင့်မို့ကျွန်တော်တို့က gets ကိုဖြုတ်ထားလို့ရပါတယ်ဘယ်ခါမှဖြုတ်မလဲဆိုတာကိုဒီ sentence ကိုကြည့်ရအောင်When the man is old he becomes thoughtful လူဟာတဲ့အသက်ကြီးလာလေသူပို့ပြီးတော့မှစဉ်းစားလာလေတဲ့ဒီနေရာမှာအကြောင်းပြပုဒ်တွေဖြစ်တဲ့ when တို့နော်ဒီဖြုတ်ပြရမယ်အဲ့တော့ old ဆိုတဲ့ adjective က d2 က older thoughtful ရဲ့ d2 က more thoughtful ဖြစ်ရမှာ thoughtful လားမရဘူးအဲ့တော့သိရှိတဲ့နေရေး the older the man is the more thoughtful he becomes ဒီနေရာမှာ is ဆိုတဲ့ verb to be ကိုဖြုတ်ထားလို့ရတယ်ဘာကြောင့်လဲသူနဲ့ကက်လက်ရဲ့ noun ဒီမူရင်း noun ကြီးဆိုရင်ဖြုတ်ထားလို့ရတယ် pronoun ဆိုရင်ဖြုတ်ထားလို့မရဘူးမူရင်း noun ဆိုရင်ဖြုတ်ထားလို့ရပါတယ် the older the man is the more thoughtful he becomes become ကတော့မဆိုင်ဘူးသူက but to be မဟုတ်ဘူး but to be တမျိုးတည်းရတာကျွန်တော်တို့စဉ်းစားမှာဖြစ်တယ် okay you make much mistake when you are nervous မင်း
စိုးရိမ်တဲ့အခါပို့ပြီးတော့မှအမားလုပ်လို့လေပဲတဲ့အမားလုပ်လို့လေပဲအဲ့တော့ဒီနေရာမှာကျွန်တော်တို့က the more mistake you make the more nervous you are လို့ရေးလို့မရဘူး။ဘာကြောင့်လဲကျွန်တော်တို့ဒီအနောက်က clause ကအကြောင်းပြတဲ့ clause ဖြစ်တယ်။အဲ့ဒီအကြောင်းပြ clause ကိုကျွန်တော်တို့ကအရင်ရေးရမှာ။အဲ့ဒါကိုကျွန်တော်တို့တွေကသတိမိတတ်ကြတယ်။အဲ့တော့ဒီစိုးရိမ်လို့အမားလုပ်တာအမားလုပ်လို့စိုးရိမ်တာမဟုတ်ဘူး။နော်အဲ့ကြောင့်မို့ဒီစိုးရိမ်ခြင်းဆိုတဲ့အကြောင်းပြပုဂ္ဂိုလ်ရှိမှာပဲထားရမှာ။အဲ့တော့ when ကတော့ဖြုတ်အောင်မှာပေါ့ဗျာ။အဲ့တော့ nervous ရဲ့ D2 က the more လို့ရေးရမှာ the more nervous you are ပြီးတော့မှ the more mistake you make ဒီ adjective တွေအနောက်မှာ noun တွေကပ်ပါလာရင်တခါတွဲခေါ်ပေးမယ် the more mistake you make subject verb အဲ့တော့သူ့ရဲ့နောက်က subject verb ပါဒီနေရာမှာ verb to be အောင်မဖြုတ်ဘူးဘာကြောင့်လဲဆိုရင် you ဆိုတာကနာမ်စားကြီးကြောင့်မို့ပါ pronoun ကြီးကြောင့်မို့ဒီ verb to be အောင်ဖြုတ်လို့မရပါဘူးအဲ့တော့ဒီ much adjective ရဲ့နောက်မှာ noun ပါလာရင်တခါတည်းကပ်ပြီးတော့မှယူသွားမယ်ဆိုတော့ဒီထားပေးရမယ်ပြီးတော့မှ subject verb တူတူရေးရမှာပေါ့နော်ဒီနေရာမှာသတိထားမှာဒီအကြောင်းပြပုဂ္ဂိုလ်ပဲအရှိဆုံးမှာထားပြီးတော့မှရေးရတယ်ဆိုတော့လည်းသတိထားပါမယ် Okay နောက်ဆိုရင် exercise ကိုတွားကြရအောင် Rewrite the following sentences using the more the less ear structure Okay number 1 I get older but I feel younger ငါအသက်ကြီးလာတယ်တဲ့ဒါပေမဲ့ငါနုပြိုတယ်လို့ခံစားရတယ်ပေါ့စကားစစ်တွေဖြုတ်ပေးပါ but Okay older ဆိုတဲ့ D2 younger ဆိုတဲ့ D2 ပြီးတော့မှ subject verb အဲ့တော့ the older I get the younger I feel အဲ့တော့ get ကဒီနေရာမှာဖြုတ်လို့မရဘူးဘာလို့လဲဆိုတော့ get ကဒီနေရာမှာတော့ဘယ်လိုပြောမလဲရသည်ဆိုတဲ့get older ပြုတ်လို့ရတယ်ဒါပေမဲ့ဒီမှာဖြုတ်လို့မရဘူးเนาะဖြုတ်လို့မရဘူး the older I ဆိုရင်အဓိပ္ပာယ်မရှိတော့ဘူးလေဗျာ the older I am ဆိုတော့ရတာပေါ့ဒါပေမဲ့ဒီနေရာမှာ get သုံးထားတဲ့အတွက်ဒါဖြုတ်ပြီးလို့မရပါဘူးနောက်တစ်ခု if I study more I get better grade ဒီနေရာမှာဒီစကားစစ်တွေဖြုတ်ပေးပါ if တို့เนาะ I study more ဆိုတဲ့ adjective D2 ပြီးတော့ better ဆိုတဲ့ adjective D2 အဲ့တော့ဘယ်လိုဖြစ်တော့မလဲ the more I study the more subject verb the better grades I get ဒီနေရာမှာ better grades သူ့ရဲ့နောက်က noun ပါလာရင်တခါတည်းကပ်ရေးပေးမယ် the better grades I get ဒီမှာ get လည်း verb to be မဟုတ်ဘူးရသည်ဆိုတဲ့အဓိပ္ပာယ်ကြောင့်မို့ဖြုတ်လို့မရပါဘူး Number 3 if there are more cars the traffic will be worse okay if ကဖြုတ် okay ဒီနေရာမှာ more car ဒီ2ဖြစ်နေပြီ worse လည်းဒီ2ဖြစ်နေပြီအဲ့တော့ဘယ်လိုရေးမလဲThe more cars there are, the more cars subject verb. ဒီနေ့မှာအော်ဖြုတ်လို့မရဘူး subject ကမူရင်းနှောင်းမဟုတ်လို့ပြီးတော့မှ the worse the traffic will be. The worse the traffic. ဒီမှာ will be ဆိုတာဒီ verb to be ဖြစ်တဲ့အတွက်ဖြုတ်လို့ရတယ် the traffic ကမူရင်းနှောင်းကြောင့်မို့ပါ Okay? နောက်တစ်ခု if you have a better education, you will have greater opportunities. Okay? Better ဆိုတဲ့ D2, greater ဆိုတဲ့ D2 စဉ်းစားစရာမလိုတော့ကျွန်တော်တို့ကသူ့ရဲ့နောက်မှာ noun တွေပါလာတယ်ဆိုရင်လည်းကပ်ရေးဦးမယ် Okay? And the better education you have, the greater opportunities you will have. Subject verb. ဒါလေးမမေ့ပါနဲ့ subject verb. ကရေးရတာပါ Okay. If the coffee is stronger, I sleep less. အဲ့တော့ stronger ဆိုတော့ D2, less လည်း D2 ပဲ if ကိုဖြုတ်အဲ့တော့ the stronger the coffee is, the less I sleep. ဒီနေ့မှာ is ကိုဖြုတ်လို့ရတယ်ဘာကြောင့်လဲ coffee ဆိုတဲ့ noun ဒီမူရင်း noun ကြောင့်မို့ပါThe less I sleep. The less subject verb ဖြစ်ပါတယ် Okay လွယ်ပါတယ်ခင်ဗျဆက်တော့ကြအောင်စို့ When you grow richer, your worries will be greater. D2. When ကိုဖြုတ် Okay. The richer you grow, ပြီးတော့မှ the greater your worries will be. Will be ဖြုတ်လို့ရတယ်ဘာကြောင့်လဲ Your worries ဆိုတာဒီမူရင်းနှောင်းကြောင့်မို့ပါ will be ဖြုတ်လို့ရပါတယ် Okay နောက်တစ်ခု If you practice more, you will improve more. Okay. If you more နဲ့စရင်မလဲမိုးကနေစအဲ့တော့ the more you practice the more practice ယူမြောက် the more subject verb ဆိုတော့ the more you practice the more you will improve the more subject verb you will improve okay နောက်တစ်ခု if the quality of hacker is better life expectancy will be longer if ကိုဖြုတ်ဒီနေရာမှာ better ဆိုတဲ့ D2 longer ဆိုတဲ့ D2 သိပြီဆိုရင်ရပြီအဲ့တော့ the better the quality of hacker is ကိုဖြုတ်လို့ရတယ်ဘာကြောင့်လဲThe quality of healthcare ဆိုတာဒီမူရင်းနှောင်းကြောင့်မို့အပြင် the longer life expectancy will be ဖြုတ်လို့ရတယ်ဘာကြောင့်လဲ life expectancy ဆိုတာဒီမူရင်းနှောင်းကြောင့်မို့ will be ဆိုတဲ့ verb to be ကိုဖြုတ်လို့ရပါတယ်ခင်ဗျ Okay number 9 If you are younger မင်းငယ်လေး it will be easier to learn language ဘာသာစကားသင်ရတာပုံမှန်လွယ်လေး Okay if ကိုဖြုတ် younger ဆိုတဲ့ D2 easier ဆိုတဲ့ D2 Okay ဘယ်လိုဖြစ်တော့မလဲThe younger you are, our ဖြုတ်လို့မရဘူး you က pronoun ကြောင့်မို့ the easier it will be, no? The easier to learn English
sorry to learn language အဝဲပြီးမြောက် the easier ရဲ့အနောက်မှာကျွန်တော်တို့ဗာလိုက်ရမှာဆို subject verb လိုက်ရမှာကို subject verb ပြီးမှကျန်တဲ့ဟာကိုစိတ်ရေးရမှာကြောင့်မို့ the easier it will be to learn language ဖြစ်ပါတယ် the last one if you give more time to play games you will have less time for study okay မင်း game တွေကစားဖို့အတွက်အချိန်ပိုပေးလေမင်းစားလေ့လာဖို့အချိန်ပိုနေလေ okay more time d2 အပြီးတော့ less time d2 okay အဲ့တော့ဘယ်လိုရေးမလဲ the more time to play games the less time to play ဒီဘက်က d2 ကိုတည်ရှိတယ်နဲ့ဆိုရင် the more time subject verb နော် the more time subject verb အဲ့ဒီကိုကျွန်တော်ရလွှဲထားကြတယ် the more time to play games you give အဲ့လိုမဟုတ်ဘူး the more time တွေ့ရနောက်မှာ subject verb the more time you give to play games as ကျွန်တော်ပြုနေတယ် as အပြီးတော့မှ the less time you will have for study အဲ့တော့တွေ့ရနောက်မှာ subject verb ပြီးမှကျန်တဲ့ sentence ရဲ့ကျန်တဲ့ဘက်ကိုစိတ်ရေးရတာဖြစ်ပါတယ် okay အဲ့တော့အားလုံးစင်ပြသွားလိမ့်မယ်ထင်တယ်ဖြုတ်ရမယ့်ဟာတွေ when တို့ if တို့ပါရင်ဖြုတ်ရမယ်အကြောင်းပြပုတ်တွေစကားစစ်တွေပါလာလဲဖြုတ်ပေးရမယ်အပြီးရင် verb to be တွေဆိုရင်သူနဲ့ကပ်လျက် noun ကမူရင်း noun ဆိုရင် verb to be ကိုဖြုတ်လို့ရတယ် pronoun တွေဆိုရင်ဖြုတ်လို့မရပါဘူးခင်ဗျာပြီးရင်ဒီ2ရဲ့အနောက်မှာကပ်လျက်က subject verb ပြီးတော့မှကျန်တဲ့ sentence စိတ်ပိုင်းကိုကျန်စိတ်ရတာဖြစ်ပါတယ် okay ဒါဆိုရင်အားလုံးစင်ပြသွားလိမ့်မယ်လို့ထင်တယ်စင်ပြတီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှချက်ပေးပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်အပန်းကြည့်ရင် channel လေးကို like and subscribe လုပ်ပေးဖို့မေတ္တာရပ်ခံပါရစေ bye bye